ကျောင်းကောင်းသားတွေမထားဘူးလားကျူရှင်အကောင်းသားတွေမပုတ်ဘူးလားမြို့မှာဆိုရင်ဒေါ်လာနဲ့ထားတဲ့နိုင်ငံခြားကျောင်းတွေထားအင်္ဂလိပ်ဆိုတော့တက်လိုက်တာမို့လို့လူမှုရေးဘာမှမသိကျေးဇူးတရားဘာမှမသိအိမ်မှာဘာမှမလုပ်ဆရာကြီးပဲလုပ်တတ်တယ်စီကံဘာမှမရှိအဲ့စီကံမရှိတဲ့သူတွေပညာတက်သွားတဲ့ဟောပညာတက်စီကံမရှိစီကံဒီလူဤတန်ဖိုးတဲ့စီကံမရှိတဲ့သူကဘာတန်ဖိုးမှမရှိဘွဲရအလကားခဏရက်ထဲမှာဘွဲရအလကားတွေအများကြီးမဟုတ်လားရက်ထဲရှာရတာဝေးအိမ်သွားရှာကြည့်ကိုယ့်အိမ်ကိုပြန်ကြည့်ဘွဲရအလကားတွေအများကြီးရှိဘာဖြစ်လို့တော့မိဘတွေကတန်ဖိုးရှိအောင်လေ့ကျင့်မပြေခဲ့လို့ဒါကြောင့်ဘုံဘုံကပြောပါတယ်ပရိဒလို့ရင်ဘယ်ကနေစလို့အေကနေစလို့အဲ့ဒါလိုလှုပ်တဲ့ကစသချင်းလေ့ကျင့်ကသာမတော့သာသမီတွေသဘောကျခြင်းမှကြမယ်ဘုံဘုံတို့လည်းငယ်ငယ်တော့အဖေမေခိုင်းခဲ့တော့မကြိုက်ဘူးကြီးတော့မိဘတွေကိုကျေးဇူးတင်လိုက်တာငါတို့ခိုင်းခဲ့တာကျေးဇူးတင်လိုက်တာခိုင်းခဲ့လို့ကလူမှန်းသူမှန်းသိအောင်နေတတ်တယ်လူတန်ဖိုးတက်အောင်နေတတ်တယ်အတိရှိရှိတတိရှိရှိနေတတ်တယ်တာဝန်ယူစိတ်နဲ့ငါလောကကိုဖြတ်သန်းခဲ့တယ်အများအကျိုးဆောင်ရမယ်ဆိုတဲ့အသည့်တွေငါမှရှိခဲ့တယ်မိဘတွေသင်ပေးခဲ့တဲ့ပညာအဲ့ဒါကိုအင်္ဂလိပ်လိုပြောတဲ့အခါ parental education လို့ခေါ်တယ်အိမ်တွင်းပညာရေးသင်ပေးလားကျူရှင်ပညာရေးကျောင်းပညာရေးသက်လုံးလူကောင်းမရဒါဆိုကျူရှင်ပညာရေးကျောင်းပညာရေးတော့လောကမှာအထက်တန်းကြလူချင်းတူချင်းတန်းအောင်ဆိုပြီးတော့အဲ့ဒီပညာတွေသင်ရတို့တော့အိမ်တွင်းပညာရေးမတက်ခဲ့တဲ့သူဟာလူကောင်းတစ်ယောက်မဖြစ်ဘူးခေါင်းဆောင်ကောင်းတစ်ယောက်ဘယ်တော့မှမဖြစ်နိုင်ဘူးဘိုးကျောင်းအောင်ဆန်းတို့ခေါင်းဆောင်ကောင်းမဖြစ်ခဲ့ဘူးလားဟဲ့ဖြစ်တာပေါ့သူ့အဖေမေအသင်ကောင်းတာကိုဘိုးကျောင်းအောင်ဆန်းဟိုနိုင်ငံတာဝန်တွေထမ်းဆောင်နေတဲ့အချိန်ရုံးပိတ်ရဲ့အိမ်ဘေးမှာသစ်ပင်စိုက်တယ်ဘိုးကျောင်းအောင်ဆန်းတို့အိမ်လေသူ့အိမ်ဘေးမှာသစ်ပင်စိုက်တဲ့ခင်လေးရှိတဲ့အိမ်နောက်ဖေးဈေးဆိုင်နေတဲ့အခုအိမ်နေကြည့်လိုက်ရင်ကွက်လက်ကြီးတွေဒီတိုင်းပြစ်ထားတယ်တန်ဖိုးရှိအောင်ဒီမြေကြီးကိုအသုံးမချတတ်ဘူးချိုးနေတဲ့ရေတန်ဖိုးရှိအောင်မသုံးတတ်ဘူးရေချိုးချအိမ်မှာငါပြောပင်တို့ဟိုဒီရေကြိုက်တဲ့အုံမင်းတို့စိုက်ထားအုံသီးဝယ်မစားရဘုရားတင်တယ်နတ်တင်တယ်များဆိုပါတော့ငါပြောသီးဝယ်မစားဒီလိုမျိုးဖြစ်ရအဲ့ဒါစိုက်ထားဟောဟင်းတို့ရဲလေးတွေပတ်ထားအဲ့မှာနန်းနယ်မလေးတွေပတ်ထားအိမ်နဲ့ပေါ်ရန်လေးရတော့ဒါဝဲစားကြရမလို့အခုငါပြောသီးတစ်ပြည့်ဘယ်လောက်ရှိမှာ4-5တောင်နေသုံးရှိအကုန်ဝဲစားအကုန်ဝဲသုံးအိမ်မှာဘာမှအသုံးမကျတဲ့လူဘိုတွေအများကြီးအဲ့အသုံးမကျတဲ့လူဘိုတွေအများကြီးရှိတဲ့နိုင်ငံဘာအသုံးကျလဲဘာအသုံးကျဘာလုပ်တတ်ဟုတ်လားအခုနိုင်ငံမှာဖြစ်နေတဲ့အခြေအနေကိုပြောတာနော်တနိုင်ငံလုံးခြုံပြောတဲ့ကဘသူမကောင်းလို့ဘဝမကောင်းလို့မဟုတ်ဘူးအိမ်ရောမင်းတို့ကောင်းကြလို့လားလို့ပြန်မေးလိုက်ရင်ရှက်တရားကြီးနော်သူများနိုင်ငံတွေကခေါင်းဆောင်ကောင်းဆိုတော့အိမ်ကနေစနစ်တကျလေ့ကျင့်ပေးလိုက်တယ်အခုဂျပန်မှာဖြစ်တဲ့ဝန်ကြီးချုပ်အမျိုးသမီးဝန်ကြီးချုပ်ဂျပန်နိုင်ငံမှာပထမဆုံးအမျိုးသမီးဝန်ကြီးအဲ့ပထမဆုံးအမျိုးသမီးဝန်ကြီးအမျိုးသမီးဖြစ်လာတယ်နော်သူ့ဖေသူ့မေဘလို့သင်ခဲ့လေအဲ့ကလေးကိုငငယ်တော့ကြမ်းတက်ရတဲ့တာဝန်ပေးထားတာဒီကလေးမလေးနေမကောင်းလဲထားတိုက်တယ်ဖြားနေလဲထားတိုက်ရတာပဲတဲ့ဘိုင်းနာနေလဲထားကြမ်းတက်ရတာပဲတဲ့အိမ်တအိမ်လုံးကြမ်းတက်ရမှတာဝန်တန်ရှင်းတာဝန်သူယူတဲ့နေမကောင်းတာကုပေးတယ်တဲ့ရေးသားခိုးလို့မရဘူးတဲ့သူ့ဖေကဒီလိုမောင်းခဲ့ဒါကြောင့်အခုဂျပန်နိုင်ငံရဲ့အသံမာသောအမျိုးသမီးကြမ်းတိုက်ခဲ့တဲ့သူကအခုဝင်းကြီးချုပ်ဖြစ်နေပြီကြမ်းတိုက်ခဲ့တဲ့သူတော့အခုဘာဖြစ်နေပြီဝင်းကြီးဒရမာမဟုတ်ဘူးတကယ်ဖြစ်စင်နေအဲ့ဒီမိဘတွေကသားသမီးတွေကိုအပူကျိုးအောင်ခိုင်ခဲ့လေ့ကျင့်ပေးခဲ့တဲ့အခါဟောနိုင်ငံကိုဂုံဆောင်နိုင်တဲ့တနိုင်ငံလုံးကိုပရိဟိတတာဝန်ယူနိုင်တဲ့အမျိုးသမီးအာဇာနည်သူရဲကောင်းဖြစ်လာတယ်မှန်ရလားအေးဥတ္တန်တို့ဘုံပြောတာကတရားမဟုတ်ဘူးလို့မထင်နဲ့နော်သင်္ကန်းလောဝါဒတုတ်မှာမြတ်စွာဘုရားရှင်ကမိဘကျင့်ဝတ်သာသမီကျင့်ဝတ်လင်းကျင့်ဝတ်ဘုရားကျင့်ဝတ်ခေါင်းဆောင်ကျင့်ဝတ်နောက်လိုက်ကျင့်ဝတ်ဆိုတာဒီကနိကပါတိကဝတ်သင်္ကန်းလောဝါဒတုတ်မှာဟောတာအဲ့ဒါတွေကိုဘုံဘုံမြန်မာလိုပြောပြနေတယ်ဘုရားဟောတရားတွေပဲမြန်မာလိုပြောပြမှန်လားအဲ့ဒါတွေကနေတိုင်းကျင့်နေတာနော်တရားနေတိုင်းထိုင်ကြလားမသိကြဘူးသစ္စာတရားတွေနေတိုင်းနာကြမသိကြဘူးသားသမီးတွေမရှိဘူးလားလင်မယားတွေမရှိဘူးလားအဖိုးအဖွားအဖေမေတွေမရှိဘူးလားအဲ့ဒါတွေကနေတိုင်းတွေ့နေတာနော်အဲ့ဒါတွေကိုစနစ်တကျထိမ့်သိမ့်တဲ့စောင်းလျှောက်တဲ့ကျေးဇူးပြုတဲ့အိမ်မှာနေတိုင်းနဲ့ပရိဒစိတ်နဲ့ကုသိုလ်တွေတိုးလို့အဲ့ဒါလိုမိသားစုတွေအများကြီးဖြစ်လာတယ်
မြန်မာပဲကျွေးရပေါင်း6000ရှိတယ်အဲ့ဒီကျွေးရပေါင်း6000ပြဿနာပေါင်းဘယ်လောက်များတယ်လဲစဉ်းစားရကြည့်တနိုင်ငံလုံးပြဿနာပေါင်း16000မကအဲ့ဒါဘာဖြစ်လို့လဲဆိုအိမ်မှာရက်ကွက်မှာစနစ်တကျတင်မထားလို့ကြိုင်ခုနဥတန်ကြောင့်ဘုံပြောမယ်ဥတန်ဆိုတာကဘာကိုဥဆောင်သွားတာကဘာကုလသမဂ္ဂအထွေထွေအတွင်းမှုချုပ်ယာတူယူသွားတာအခုလိုကဘာကြီးကနျူကလ িয়ার စစ်ပွဲတွေဖြစ်တော့မယ်အမေရိကန်သမ္မတဂျွန် F ကနေဒီဒီဘက်က USSR သမ္မတဂိုဘတ်ချော့တို့တင်တယ် USSR ပေါ့ဒီတော့ရထားချနိုင်ငံကြီးတက်ကြီးတယ်ကျူးဘာအခုအမေရိကန်ပြောတယ်အီရန်ကိုတိုက်လို့နိုင်ပြီးကျူးဘာကိုတိုက်မယ်တဲ့အခုအီရန်ကိုတော့လူနိုင်အောင်မတိုက်နိုင်နိုင်လားမနိုင်လားတော့မသိဘူးတို့တော့ရှုံးနေပြီစီးသေးတွေတက်မသွားဘူးလားအေးစီးသေးတက်မှတော့အကုန်ဆုံးတုံးတက်သွားရေးလေအကုန်အနောက်ချက်ဖြစ်သွားအမေရိကန်ကအီရန်ကိုနိုင်မနိုင်တော့မသိဘူးတို့အကုန်လုံးတစ်ကမ္ဘာလုံးရှုံးကုန်ပြီလူတယောက်ရဲ့ဆုံးမချက်မှားလိုက်တဲ့နဲ့တစ်ကမ္ဘာလုံးပြုတ်ဒုက္ခပြသွားတာအီရန်ပြီးကျူးဘာကိုဇက်တိုက်မှာတဲ့ဒေါ်နယ်ထရန့်ပြောပြီးသားသူရန်ဖြစ်လို့မဟုတ်ပါသေးဘူးအဲ့ဒါလိုမျိုးအခင်းကျင်းကြီးဂျိုအက်ဖ်ကနေဒီလက်ထက်ကဖြစ်ခဲ့တယ်ကျူဘာတုံးမြန်ရေးခင်းတော့အမေရိကန်ကလေနေသင်္ဘောကြီးတွေလာတာရုရှားလည်းကျူဘာမှာတိုက်ချင်းမြစ်တုံးကြီးတွေသွားပစ်တာအမေရိကန်ကိုပြစ်မယ်ဆိုပြီးတော့လေကမ္ဘာစူပါပါဝါအင်အားကြီးနှစ်ခုဖြစ်လိုက်တာတကမ္ဘာလုံးနျူကလ িয়ার ဘုံတွေဖောက်မယ်ဆိုရင်ခဏကမ္ဘာမှာနျူကလ িয়ার ဘုံပေါင်း12000ကျော်ရှိတယ်အဲ့ဒီနျူကလ িয়ার ဘုံတွေဖောက်လိုက်မယ်ဆိုရင်ကမ္ဘာကြီးအကျိန်20လောက်ပြက်လို့ရတယ်တဲ့ဗျအမေရိကန်မြောက်ကိုရီးယားကိုလှမ်းပစ်လိုက်မှဆိုအဲ့ဒီနျူကလ িয়ার ရဲ့ပြန့်နှံ့မှုကတရုတ်ထိရောက်သွားမယ်တရုတ်မှာရှိတဲ့နျူကလ িয়ার ဒုံးလက်နက်ပေါင်း900ကျော်နဲ့900လောက်ရှိတယ်အဲ့ဒီနျူကလ িয়ার ဒုံးလက်နက်တွေပေါင်းမြန်မာပြည်မရှိတော့ဘူးဒိုးနဲ့မဆိုင်ဘူးမထင်နဲ့တော့အဲ့ဒီခေါင်းဆောင်တွေရန်ဖြစ်တာနဲ့တကဘာလုံးကုန်မယ်လားအဲ့တော့ဟိုဘက်ကပြစ်ပြီးဆိုဒီဘက်ကလည်းနျူကလ িয়ার လက်နက်နဲ့ပြစ်မယ်ကမ္ဘာမှာနျူကလ িয়ার ပိုင်တဲ့နိုင်ငံ9နိုင်ငံရှိအဲ့ဒီ9နိုင်ငံကတစ်နိုင်ငံနဲ့တစ်နိုင်ငံနှစ်နိုင်ငံပဲဖြစ်တကဘာလုံးပြကြကုန်မှာအဲ့လိုအခင်းကြီးဖြစ်တော့မယ်ဆိုတဲ့အခါကျတော့ဂျွန် ကနေဒီလက်ထက်ဂျွန် ကနေဒီနဲ့ဒီဘက်ကဥသန်နဲ့တော်တော်ရင်းနှီးတယ်ဥသန်ကကမ္ဘာခေါင်းဆောင်ကြီးဖြစ်လာတာဟိုဒက်ခမ်မရှိုးလို့ခေါ်တဲ့ကမ္ဘာကုလသမဂ္ဂအထွေထွေတွင်းမှုချုပ်ကြီးကကွန်ကိုအရေးခင်းမှာလေပေါ်မှာလောက်ကြံခံရလို့သေဆုံးသွားတဲ့အခါဥသန်ကအဲ့ဒီတတိယမြောက်ဖြစ်လာမဲ့ကမ္ဘာကုလသမဂ္ဂအထွေထွေတွင်းမှုချုပ်ယာတုကိုယူကရန်ဖြစ်ကြတော့မယ်ဆိုတော့ဥသန်မလုပ်ပါနဲ့အေးမှန်မှန်ကန်ဆုံးမတယ်ခေါင်းဆောင်နေနဲ့တွေ့ပြီးညှိနှိုင်းပေးတယ်အခုကမ္ဘာကုလသမဂ္ဂအထွေထွေတွင်းမှုချုပ်အခုဖြစ်နေတဲ့ပုဂ္ဂိုလ်ဘာမှစွမ်းဆောင်ရည်မရှိဘူးဘာအရင်ချင်းမှမရှိဘူးဟိုရန်ဖြစ်နေတာ तू စာထုတ်တာလွဲဘာမလုပ်တတ်ဘူးဥဒ္ဒန်တို့တော့တိတ်ဆန်တွားပြီးဆွေးနွေးပေးတယ်ရန်မဖြစ်ကြနဲ့ဖြစ်လာမဲ့အခင်းချင်းပြဿနာတွေအဲ့လိုမျိုးတွေအကျိုးကျေးဇူးတွေပြောတဲ့အခါဟောကျူဘာတုံးမြန်ရေးခင်းကိုအကြောင်းပြုပြီးတော့တတိယကမ္ဘာစစ်တနည်းနျူကလ িয়ার စစ်မဖြစ်ဘူးအဲ့ဒါလောက်အလုံးရှုံနေတဲ့ဥဒ္ဒန်လေအမေရိကန်မှာကုလသမဂ္ဂအထွေထွေတွင်းမှုချုပ်ယာတုအနေနဲ့တပတ်ကို6ရက်တူတာဝန်ယူရ9ရက်မြောက်ဖြစ်တဲ့တနင်္ဂနွေနေ့ရုံးပွက်ရက်ကိုအိမ်မေးမှာချင်းပေါင်းမင်းလေးတွေစိုက်ထားတယ်ဗျာဓာတ်နဲ့လွတ်မင်းလေးတွေစိုက်ထားတယ်ဗျာဘူးပင်လေးတွေစိုက်ထားတယ်ဗျာဒီလောက်ကမ္ဘာခေါင်းဆောင်နေရတဲ့ပုဂ္ဂိုလ်ကြီးရဲ့အိမ်နောက်ဖွေးဈေးဆိုင်တဲ့သူ့အသီးနှံလေးသူစိုက်သုံးနေအိမ်မှာအသီးပင်လေးတွေစိုက်တာနော်ကမ္ဘာခေါင်းဆောင်ကြီးနော်အခုသားသမီးတွေအဲ့လိုသင်ပေးလားကဲဘလောက်ညံ့လိုက်လဲဒီမိဘတွေဖုံဖုံတော့ပြောတော့မှာနော်ဘလောက်ညံ့လိုက်လဲအတော်ကြီးမျောလင့်နေလားကိုသားသမီးတွေပညာတတ်ကြီးဖြစ်ဖို့မျောလင့်နေတယ်ဆရာဝန်ကြီးတွေအင်ဂျင်နီယာတွေဖြစ်ဖို့မျှော်လင့်နေတယ်လူတော်လူကောင်းတွေဖြစ်ဖို့မျှော်လင့်နေပညာတတ်လူမိုက်တွေပဲမွေးပေးလိမ့်မယ်မှတ်ထားကမ္ဘာပညာရေးကပညာတတ်လူမိုက်လောက်ပဲမွေးပေးနိုင်လိမ့်မယ်တကယ်ပညာရေးအစ်စ်ဆိုတာမိဘတွေကအိမ်မှာသားသမီးတွေကိုဘယ်လိုလေ့ကျင့်ပေးကြလဲဥသန်ကအသုံးဖြုံသိပ်ပြီးစစ်စီတာအိမ်မှာအမေအပြင်ကမုတ်လုံးဝဝယ်မစားဘူးတဲ့နော်ဥသန်အကြောင်းဖတ်ချင်ဥသန်ဆိုတဲ့စာအုပ်တစ်ခုရှိရှိုက်တက်ကသိုလ်စိန်တင်ရေးထားတာအိမ်ကအမေလုပ်ဝေးတဲ့မုတ်ကိုစားတာတဲ့အိမ်ကအမေလုပ်ပေးတဲ့မြန်မာမုံကိုယူသွားတာတဲ့အင်္ဂလိပ်မုံနိုင်ငံခြားအထုတ်တဲ့မုံသူတို့တထေးတွေလုံးဝမစားဘူးတဲ့ဘာသာတရားကြလဲကိုင်းဆိုင်လိုက်တာတဲ့မေတ္တာတို့အစာရှိတဲ့မြတ်စွာဘုရားကြီးရဲ့အစိုးအမတို့သေးသေးချာချာလုပ်တယ်တဲ့ကဘာမှာပြဿနာတွေကြီးပြီးရှင်းစရာအစည်းအဝေးကြီးတွေမှာဥဆောင်ပြောရမှသူမေတ္တာတုတ်ကိုအများကြီးရွတ်တဲ့အများကြီးဆရဏတွေလုပ်ပြီးမှအဲ့ဒီအစည်းအဝေးသွားတတ်တယ်